ဆုတောင်းနေုံနဲ့ရမယ်ဆိုရင်နဲ့လောကလူတွေဟာတူညီသောအကျိုးကျေးဇူးကိုရနေကြမှာပဲဘာဖြစ်လို့တော့ဆိုရင်လူတိုင်းဟာအကောင်းကြိုက်တာကြီးဖြစ်သောကြောင့်အကောင်းကိုရအောင်ဆုတောင်းနေကြမှာပဲတဲ့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားအမိန့်ရှိတယ်ဆုတောင်းပြီးတော့ယူရာမျိုးမလုပ်သင့်ဘူးတဲ့လက်တွေ့ကျင့်သုံးလိုက်နာခြင်းကိုသာလေလုပ်သင့်တယ်အသက်ရှိခြင်းရဲ့အကြောင်းတရားကောင်းကိုစီးဖို့အထောက်စီစဉ်ဥစ္စာကြွယ်ဝခြင်းစီစဉ်ဥစ္စာကြွယ်ဝခြင်းအကြောင်းတရားကိုလုပ်ရကျမ်းမာခြင်းရဲ့အကြောင်းတရားကိုလုပ်ရဆုတောင်းနေုံနဲ့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာထို့သုတ်တန်တွေမှာရှင်းကြီးတိတိပပကြီးဟောကြားထားတာရှိပါသို့တော်လည်းလူတွေဟာအကျင့်ကြီးပါနေသည့်အတွက်ကြောင့်နတ်တွေထံမှာဆုတောင်းတဲ့ပုံစံမျိုးနဲ့ဘုရားစီမှာလည်းဆုတောင်းဆုယူမှုတွေဟာပြုလုပ်နေကြတော့မှရှိသေးတယ်အခုမြန်မာနိုင်ငံမှာလို့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာတောင်ဆုတောင်းဆုယူတွေရှိသေးတယ်သို့တော်လည်းဘုရားမြတ်စွာရဲ့အဆုံးအမတရားတွေကိုတခြားနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်တွေတဲ့ပို့ပြီးရရှိနာကြားခွင့်ရကြသည့်အတွက်ကြောင့်မမှန်ကန်သိရှိခွင့်ရကြတယ်တခြားနိုင်ငံမှာဘုရားဘာသာလို့ဆိုပေမဲ့ဥပမာမဲ့ဂျပန်နိုင်ငံတို့လိုနေရာသွားကြည့်ဘုရားရဲ့ရုပ်ပွားတော်ကြီးတွေရှိတယ်ဥရှိကုဆိုတာဒုဓမ္မမြင့်တဲ့မယကိုတော်ကြီးကမာကုရထိုင်တော်မူရုပ်ပွားတော်ကြီးတို့အဲ့ဒါလို့ဖရာရုပ်ပွားတော်ကြီးတွေရှိမှာဆုတောင်းဆုယူပဲလုပ်နေကြတာလက်တွေ့ဖရာရဲ့အဆုံးအမဆိုတာသိလည်းမသိဘူးသိဖို့လည်းမကြိုးစားစဉ်းစားကြည့်ဖရာဆုံးမအဓိကမဟုတ်ဘူးဖရာရှိသွားအမွေတိုင်းတွေစီမီတွေထွန်းညှိပြီးတဲ့အခါဆုတောင်းနေကြတာအားလုံးကဆုတောင်းနေကြတခြားတရုတ်နိုင်ငံတို့ကိုရီးယားနိုင်ငံတို့ဘယ်နိုင်ငံသွားကြည့်ချင်ဖရာရုပ်တုရှိမှဆုတောင်းနေကြတယ်မွေးတိုင်းလေးထွန်းပြီးတော့ဆုတောင်းတယ်ဘာတွေဆုတောင်းလဲစီဝါဥစ္စာတုတက်ပါစေကျမ်းမာပါစေအသက်ရှိပါစေဖရာသခင်ကမဆာပါစေဆိုတာမျိုးတွေပဲဆုတောင်းပြီးတော့နေကြတယ်အဲ့ဒါတွေကမှန်ကန်မှုရှိသလားလို့ဆိုတော့ထေရဝါဒဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမထေရဝါဒကျမ်းစာတွေကိုကြည်လိုက်ဒါတွေကမှန်ကန်မှုမရှိဘူးမှားရွံ့တဲ့လုပ်ရက်တွေတခုသာဖြစ်နေနတ်ကိုးကွယ်တဲ့အစဉ်အလာတွေကပါလာလို့ဒီတိုင်းလုပ်နေကြတာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာထွန်းကားစာပေကျမ်းအနေလွယ်တကူသိနိုင်တဲ့အခုတို့မန္တလေးမြို့တို့လိုရဟန်းသံဃာတွေသတင်းသုံးပြီးတော့စာတတ်ပေတတ်ဆရာတော်ကြီးတွေပေါ်တဲ့မြို့နေထိုင်ကြတဲ့ဒကာဒကမတွေကံကောင်းကြတယ်ဘုရားကိုးကွယ်မှုဆိုဒီမှာဘုရားရဲ့အဆုံးအမကိုရဖို့အဓိကဖြစ်တယ်မြတ်စွာဘုရားစီကဆုတောင်းကြရမှာမဟုတ်ဘူးဆုတောင်းတယ်ဆိုတာဘုရားသခင်မတော်မူပါလို့ဒီလိုလုပ်ရမှာမဟုတ်ဘူးမိမိကုသိုလ်ကောင်းမှုလုပ်တာအတွက်ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောဆိုတာကတော့လောက်ကောင်းတယ်လို့ဆိုအောင်တကယ်ကတော့အဲ့ဒါဆုတောင်းတာမဟုတ်ဘူးစိတ်ရဲ့ဥတီချက်ကိုပြောတယ်ကလေးတွေပြောတယ်မဟုတ်လားမင်းကြည့်ရင်ဘာလုပ်ချင်တော့ဘာဖြစ်ချင်တော့မိမိတို့သားငယ်သမီးငယ်လေးတွေမေးလိုက်လို့ရှင်အေးဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ဒီလိုပြောတာကြည့်ရင်ဘာလုပ်မလဲဆရာဝန်လုပ်မယ်အင်ဂျင်နီယာသူတို့ရဲ့ intention လို့ခေါ်တယ်ရည်ရွယ်ချက်လေးတွေပေါ်ပြထို့တူပဲဘုရား